nhân cảnh đạo ta đi này hay lại lớn lớn bốn sĩ a bê sĩ bưng gạt san bưng thiên gạt tết bưng thiên long hà bưng vi pa đi ca sĩ bưng kẻ san lạc la hà bưng sơ lan xê rê hai siêu hôm lành Santara, Magdala, Bodala, Nekandala, Sakamaitano, Sadhu, Sadhu, Sadhu. Cảm xin chào alo ngao ba tỷ lệ cho po số khăm bằng xinครับđây alo có phải là chủ và ô cả sa ô cả sa ô cả aham bandi tidranina na ไปเขาว่าก้อยเขามีเก็บไว้เก็บไว้ไปเก็บไว้เจ้าเอาตอนนี้เสียเจ็บมาได้2-3 หมื่นก็ต้องเมื่อเงินมาแทนมีจะเก็บมาเจ็บมาได้1 แสนอย่างเราจะมีธรรมเทศา เจ้านั้นได้แค่ นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะ ได้ไก่งอนนะฮะแล้วเจ้านั้นนะเนาะ แม่เป็นที่ไว้ใกล้ แล้วที่ทำทำมาย้อนนี่นะทำมาย้อนแล้วอ่ะ อันนี้นี่กันนะครับไม่อันนี้ทิ้งเนี่ยครับ พุทธังสรณังคัจฉามิธัมมังสรณังคัจฉามิสังฆังสรณังคัจฉามิ มาโคตรราบที่เมื่อไรครับ ให้กลางปังนี่ใช่ไหม ทุติยมปิพุทธังสรณังคัจฉามิทุติยมปิธัมมังสรณังคัจฉามิทุติยมปิสังฆังสรณังคัจฉามิ เอา ก็ เนาะ อยู่ดีช่วยหาคนนึงก็เอากระทรวง ตติยมปิพุทธังสรณังคัจฉามิตติยมปิธัมมังสรณังคัจฉามิตติยมปิสังฆังสรณังคัจฉามิ เมาค่ะเหรอไปเถอะ ติตรณะกมณปริภงเนปานาติปตเวลามณิติกวนันตมาธิยามิ โคหลวงมาเขียวมาแล้วกัน แล้ว อาทินนาดานาเวลามณิติกวนันตมาธิยามิ ผู้บอกเป็นผ้าปัก สามีตุมิสสาสารเวลามณิติกวนันตมาธิยามิ ผ้าปักเลย เมื่อ2 ปากก็พอ มุตตาวาจาเวลามณิติกวนันตมาธิยามิ สุรามีเรียมสัพพมังตัทนาเวลัมนิติกวนันตมาธิยามิ ที่5สังการ ติสรเนนะธาวิสิงาตินะนมันตาจิระเนวะอัปมาเดนะตัมภะติชา สังการหลวงอันตันจะพอ ဒီကနေ့မိုင်းကိုစစ်တော်ဘုရားကြီးဒါနပြုပြီးမှာရှမ်းပြည်နယ်မြို့တော်တောင်ကြီးရနေပြီးတော့ဆရာတော်ကြွလာခဲ့သူလည်းဖြစ်ပါလေနော်တောင်ကြီးကနေ10 နိုင်ကျော်လောက်ဆင်းလာတယ်နောက်အောင်ပန်းမှာကမ္ဘောဇဆေကကြီးဆရာကျောင်းထမခဏအောင်ပန်းမှာခဏဝင်ပြီးတော့နားပါတယ်ပြီးတော့ဆက်တိုက်ပဲဆရာတော်ကိုမန္တလေးကြီးဒါနပြုပြီးကြွလာခဲ့တာလိုက်ပါပို့ဆောင်ပေးတဲ့ဌာနဆိုင်ရာများရေဝန်ထမ်းများလိုင်းလုံခြုံရေးများအားလုံးကိုဆရာတော်ဘုရားကြီးကိုစားဘုံဘုံကအထူးပဲကျေးဇူးတင်ရှိပါတယ်
ဒီကနေ့စောင့်ကြိုနေကြတဲ့မန္တလေးမြို့သူမြို့သားများအားလုံးလည်းဒါမိမိတို့ရှိတဲ့လုပ်ကိစ္စတွေခိတ္တခဏဖယ်ထားပြီးတော့ဆေတော်ဘုရားကြီးကိုဖူးမြော်နိုင်ဖို့ဆိုတာဒါမလွယ်ဘူးပေါ့နော်မလွယ်တဲ့ကြားထဲကနေပြီးတော့ဒီခဏတမ္ပတိဘာဝတုံလဘောကြုံကြိုက်တဲ့အချိန်ခါခဏလေးမှာတန်ဖိုးရှိတဲ့အချိန်ခါသမယလေးမှာဆေတော်ဘုရားနဲ့ဒါဖူးလွှဲခွင့်ရတယ်ဆိုတာမိမိတို့တရားဓမ္မတွေအားလုံးဘုံတို့အားလုံးဒါပဋ္ဌာန်းဆက်တွေရှိလို့ခုလာဖူးလွှဲရတာပေါ့နော်ဒီပဋ္ဌာန်းဆက်မရှိဘူးကံကုန်သွားဆိုမှကိုဗစ်ကာလတုန်းကဆိုရင်ဆုံးပါသွားတဲ့ပုဂ္ဂိုလ်တွေဒါဆေတော်ဘုရားတို့ဘုန်းကြီးတို့တွေ့ကြုံဆုံဖို့ဆိုတာမဖြစ်နိုင်တော့လေဒါကြောင့်ခုကံကအထောက်ပံ့ပေးလို့နော်ဘုန်းတို့အခုဒီနေ့ဒီသက်ရှင်နေတယ်ဆိုတာကဒါသီလရဲ့အကျိုးကြောင့်ပေါ့နော်သီလရဲ့ကောင်းမှုကုသိုလ်ကြောင့်ဘုန်းတို့ဒီကနေ့ဒါသက်ရှင်လဲပြီးတော့ကြံ့ကြံ့မှန်မှန်နဲ့ဒါနာလုပ်တွေကိုစတဲ့တဘောလှုပ်ဆောင်နိုင်ခြင်းဟာဒါနာကောင်းမှုသီလကောင်းမှုကုသိုလ်တွေရဲ့ပုပ္ပိသကရပုညတရဲ့ကောင်းကျိုးကြောင့်ဘုန်းတို့အခုလိုလက်ဆောင်တွေ့ရတာပါနေပူပဲလဲနော်နေပူပဲမဲ့လဲလာရေးလိုပဲသဘောထားတော့နော်အပြင်မှာပူပေမဲ့နှလုံးသားထဲမှာငြိမ်းချမ်းတယ်ဆိုရင်တော့ဒါအလုံးကိုကျမ်းမှာချင်းစိတ်တိုင်းချမ်းသာခြင်းရှိကြမှာပါဆေတော်ဘုရားလည်းအခုခရီးထွက်လာတာရက်ပေါင်းဆိုရင်73ရက်19ရက်လောက်ကိုရှိနေပြီနော်ဆက်တိုက်မနာမနေဘဲနဲ့ဆေတော်ဘုရားလည်းမန္တလေးရတရားဓမ္မများကိုမေတ္တာအထူးပို့ခြင်းပါတယ်နောက်အထူးသဖြင့်ဒီမန္တလေးကိုရောက်လာတဲ့ကိစ္စရတော့ဒီငလျင်တန်ခံခဲ့ရတဲ့ဘေးဒဏ်တွဲဆေတော်ဘုရားကြီးကမန္တလေးမှာမြောက်နှုတ်ဘုရားကြီးအတွက်ရောနောက်မစိုးရင်တိုက်တဲ့ကျောင်းတော်ကြီးအတွက်ရောနောက်စကိုင်းကဒီတကူဆေတော်ကြီးကျောင်းအတွက်ရောနောက်ဘာသာချဖြစ်တဲ့ဘုန်းတို့၄ဘာသာပေါ့နော်ဘုန်းတို့ဘာသာကြီး၄ခုပေါ့နော်ခရစ်ယာန်ရောနောက်ဒီအစ္စလမ်ရောဒီပြည့်စည်သွားတဲ့အဆောက်အဦတွေဆေတော်ဘုရားကလာရောက်ပြီးတော့ချီးမြှင့်ပေးတာပေါ့လူဘဝတ္ထုများအလူငွေများပြည့်စည်သွားတဲ့အဆောက်အဦများပြန်လဲမွမ်းမံဆောက်နိုင်ဖို့အတွက်ဆေတော်ဘုရားကမိမိတအားတလောက်ဆေတော်ဘုရားကလာပြီးတော့အလှူဒန်းပေးလူချင်းမဖြစ်ပါတယ်နောက်ငလီတန်ခံတဲ့ပုဂ္ဂိုလ်များဆုံးပါသွားတဲ့ပုဂ္ဂိုလ်များကိုလည်းမေတ္တာပို့ရင်းနဲ့ပေါ့နောက်ကြံရှိတဲ့ပုဂ္ဂိုလ်များလည်းအလူပစ္စည်းတွေလက်ဆောင်ပစ္စည်းတွေရအောင်အဲ့လိုစီမံထားခြင်းပဲဖြစ်ပါတယ်ဒီကကျောင်းထိုင်ဆရာတော်ပေါ်ကျိုးဆရာတော်ဘုရားရလည်းအားလုံးစီစဉ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ပေါ်ထွက်လာမဲ့အစီအစဉ်ကိုဘုန်းတို့ကအချိန်နဲ့တပြေးသည်နောက်ကြီးညာပေးပါဖြစ်ပါတယ်ဆရာတော်ဘုရားရဲ့အစီအစဉ်ကိုဘုန်းတို့ကလည်းတခါလေးကြိုပြီးတော့မသိရတဲ့အတွက်ကြောင့်တော့ပြည်သားများစောင့်မျှော်အချိန်ကြာမြင့်စွာအချိန်ကြာညောင်းစွာလက်တဆန်းဆန်းနဲ့စောင့်မျှော်နေရတာဘုန်းတို့လည်းအင်တာမအာနာပါတယ်နော်အားလုံးဆရာတော်ဘုရားကိုဖူးတွေ့ရတဲ့ကြောင့်အားလုံးဝမ်းမြောက်လို့3ကြိမ်သာဓုခေါ်ကြပါသာဓုသာဓုသာเข้าเลยค่ะสวยตัวเขาได้รู้บุพกเนี่ย มาพบเขามองกึ่ง ก็มองถึงสวยตัว เนี่ยเพียงตริงก้องหมดเนี่ยเพียงมาสวยตัวพยาเว้นได้มาเสียตัวพยากาดีเงินเวดันด้วยอยู่ด้านพิโลปีมาพิบอะไรมันเนี่ยโกนายคอยบอกตะไคร้กามาด้วยเลยลูกชิมยาเลยโซซีลายาวในพวกเราจุดที่วิโรตีปีไปเลยมันเนี่ยโกนายคอยเชิงมาที่สวยตัวมาเสียตัวพยาလူတန်းပြုလုပ်ပါမယ်မေတ္တာပို့တရားဟောပေးမှာဖြစ်ပါတယ်တို့ဟာတယ်คือมันว่ากำใจให้หน่อย เอาว่ากันไตเลยอ่ะ เข้าปาก พันเดวดิโสโหพุงเงาดิ่งกว่านั้นเป็นตุขวิสาตาตันนำหันงามเงาเฮาหาตังสื่อตังเบอร์วิ่งเสียงเดียนยันแหนงโลกอสะพอดัลลาคำพระเสียงเหล่าสีเขาสักพิเลยกนสัตปัดกันปหันสีน้ำอันเป็นสุดดันวินีอภิธรรมาจำคำแคนดอสสินธรรมเอาซ้อนยามเมตตาตีสีดำหอบันและชดอกยันป้นตังอยากเฮ็ดเอาขาปอเลยถึงผู้ถึงมักเลยตามุนนอ สาธุสาธุ ตัสสะภะคะวะ
โตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมยมติโหโกยัมพุงเงาหมด မိုင်းဖုံးစီတော်ဘုရားကြီးအခုဆွေတော်ကမ္ဘောဇဝန်စွန်ကျောင်းမှာမန္တလေးမြို့ဆွေတော်ကမ္ဘောဇဝန်ကျင်ကျောင်းမှာစီတော်ဘုရားတောင်းကျင်းနေကြောရောက်ပြီးတော့ယခုတရားလျောက်ချီးမြှင့်ပေးခြင်းဖြစ်ပါတယ်ခရီးရောက်မဆိုင်တော့ကားဘောကဆင်းဆင်းချင်းပဲဆရာတော်ပလင်ပေါ်တက်ပြီးတော့ဒါတရားချီးမြှင့်ပေးပါတယ်နေ့ဖြန်မနေ့9နာရီခွဲချိန်မှာဆရာတော်ဘုရားကကံဆွေတော်ဖရားမှာလူတန်းပေးလူမှာဖြစ်ပါတယ်ငလင်းပေးတန်တင်တဲ့မန္တလေးဖရားကြီးမဆွေရင်တိုက်တစ်ကြီးနောက်တိတိကိုဆရာတော်ဘုရားကြီးကျောင်းတိုက်ကြီးအတွက်လူငွေပေးပါတယ်နောက်ခရစ်ယာန်နဲ့မွတ်စလင်ကျောင်းတော်အတွက်လည်းဆရာတော်ဘုရားကအလူငွေပေးလူသွားမှာဖြစ်ပါတယ်နောက်ကလင်းဘေးတင်တဲ့ပုဂ္ဂိုလ်များသက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများလူပစ္စည်းများလာရောက်ပြီးတော့လက်ခံပေးဖို့လည်းဒီကနေ့ပန်ကြားအပ်ပါတယ်မန္တလေးမြို့သူမြို့သားများမြို့တော်သူမြို့တော်သားများလည်းဒီဆရာတော်ဘုရားတရားလည်းရောက်ချီးမြှင့်ပေးတယ်မန္တလေးဆွေတော်နေ့ဖြစ်မနေ့9နာရီခွဲနော်9နာရီလောက်စောစောရောက်နိုင်လဲကောင်းတာပေါ့နော်မနေ့9နာရီ10နာရီခွဲ9နာရီလောက်ဆွေတော်ဘုရားမှာဆွေတော်ဘုရားဝင်းမှာတရားဟောဖို့နေရာစီစဉ်ထားပါတယ်အဲ့ဒီနေရာမှာဆရာတော်ဘုရားရဲ့မေတ္တာပူဇော်မှုကိုလာရောက်ခံယူနိုင်ပါတယ်ဘုံဘုံတွေလည်းတန်နိုင်ဆုံးမြန်မာလိုဘာသာပြန်ပေးမှာဖြစ်ပါတယ်အခုဆရာတော်ဘုရားရှင်လို့နဲ့တရားချီပေါ့နော်ဘုရားရှိခိုးဝန်တနာလေးပြုနေခြင်းပဲပါဒီစီဒီတော်တတ်တော်ဆန်တော်ရုပ်သူတော်စီဒီပေါင်း8400ကိုဆရာတော်ဘုရားရှိခိုးနေခြင်းပဲဖြစ်ပါတယ်မဟာကသဗ္ဗတိကျောင်းမဟာရှိဝရိတတိကျောင်းမဟာပုဂ္ဂုတတိကျောင်းစိပတယနောစိပသောအံတာယရှင်လေးပါးတေလေးပါးရှိခိုးတဲ့အခမ်းအနားဖြစ်ပါတယ်နောက်ဆွေတော်လေးစုပေါ့တာဝတိန်တမှာရှိတဲ့ဆွေတော်ရှိခိုးပါတယ်ဒီလင်ကိုရှိခိုးပါတယ်ဒီယူမှာရှိတဲ့ဆွေတော်ကိုလည်းရှိခိုးပါတယ်ငကမ်းပြည်မှာရှိတဲ့ဆွေတော်ကိုလည်းရှိခိုးပါတယ်လို့ဆရာတော်ဘုရားတရားပနာမမှာအဲ့လိုမျိုးရှိခိုးပါတယ်နောက်ဒီတမန်အားလုံးလည်းနိဗ္ဗာန်ရဲ့အထောက်အပံ့ဖြစ်ပါစေလို့ဒီမနတပစ္စည်းဟောတုလို့ဆရာတော်ဆုပေးပါတယ်မန္တလေးပြည်တမန်လည်းဒီနေပူကျဲတဲ့မှာတရားနာနေခြင်းဖြစ်ပါတယ်ဒီศาสนาธรรมพระราชกิจเฮาสิทธิ์ยอดสองนาปะไป69ว่าประมาณในเราก็ไม่ทำไม่จริงเป็นไรวันกันเกี่ยวกันนี่มันได้ที่มันอย่าวันลงวันล่างมันสักครั้งนึงแกเขาจะบอกว่าจุ่มผู้อย่าหน้าสวัสดิ์มือพงอย่าจอดอย่ามาสุดตึงเรียนอยู่มันก็เลยဒီကနေ့ဆရာတော်ဘုရားမန္တလေးကမ္ဘာစာဝန်ဆွန်ဆွေတော်ကျောင်းသားကိုရောက်ရှိလာပြီးတော့ဘုံဘုံတရားလာဟောတယ်လို့ပြောပါတယ်မြန်မာလူမျိုးများရှမ်းလူမျိုးများဘလောင်တိုင်းသားများတိုင်းသားမျိုးစုံပေါ့နော်ဆရာတော်ဘုရားအားလုံးမေတ္တာတူများထားရှိပါတယ်ပေါ့နေ့ပြန်မနေ့9နိုင်ခွဲဒီဆွေတော်ဘုရားမှာဆရာတော်ဘုရားကဝိလင်ပေးတဲ့ပုဂ္ဂိုလ်များဒီတော်ရတဲ့ပုဂ္ဂိုလ်များတဲ့ဆရာတော်ဘုရားလူပစ္စည်းတွေပေးလူသွားမှာဖြစ်ပါတယ်မနေ့ကလည်းဆရာတော်လာပြီးတော့လူတန်းပေးပါပြီတဲ့ဒီနေ့လည်းထပ်မပြီးတော့လူပေးခြင်းဖြစ်ပါတယ်လို့ဆိုပါတယ်မာမြတ်မဏိဖျားတဲ့3,500လူတန်းပါမယ်
နောက်မဆိုရင်တိတ်တိတ်လဲသိန်း300လှူဒန်းပါမယ်ချက်ကြောင်းအတွက်ဒီပလီကြောင်းအတွက်လည်းဆေတော်ဗျာသိန်း90စီလှူဒန်းပေးသွားမယ်လို့ဆေတော်ဗျာခုပြောပေးနေခြင်းပဲဖြစ်ပါတယ်ဘယ်ဘာသာပဲဖြစ်ဖြစ်ပေါ့နော်အကုန်လုံးကလူသားဆန်မှုပဲအရေးကြီးပါတယ်တဲ့ဆေတော်ဗျာကဘယ်သူပဲဖြစ်ဖြစ်ပေါ့အတိဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေဟာဘယ်လိုမျိုးပဲဘာသာမဆိုအတိဒုက္ခရောက်နေတဲ့သူဆိုရင်ကုညီပေးဖို့ကုသိုလ်ယူတတ်ဖို့အားလုံးမှာတာဝန်ရှိတယ်ပေါ့။ဘာကြောင့်လဲဆိုတော့တို့တွေအားလုံးဘာကြောင့်လဲဆိုတော့တို့တွေအားလုံးကတန်တရားစစ်စစ်မှာဆွေမျိုးတွေမတော်ဆက်ခဲ့မှုတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလို့ဆရာတော်ကအဲ့လိုမိန့်ပါတယ်။ สัตว์บาปทั้งหลายอันเจ็บปีเจ็บน้องเขาเจ็บพอเจ็บน้องนี้สัตว์บาปทั้งหลาย မိဘဆွေမျိုးမတော်ဘူးမတော်ဆက်ဘူးတဲ့ပုဂ္ဂိုလ်ဆိုဒီလောကကြီးထဲမှာမရှိပါဘူးတဲ့အမျိုးသမီးအလုံးနဲ့ကိုမိခင်တော်ဆက်ခဲ့ဘူးသလိုအမျိုးသားအလုံးနဲ့တို့ရဲ့ဖခင်တွေတော်ဆက်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်တဲ့မန္တလေးမှာတင်မန္တလေးမြို့တွင်မှာမိသင်းနေတိုင်းကြတဲ့တိုင်းသားပေါင်းစုံပေါ့နော်ညီညီညွတ်ရှိဖို့ဆရာတော်ဘုရားမေတ္တာဆရာတော်ဘုရားအားလုံးပဲမေတ္တာတူညီတူမြထားပေးပါတယ်တဲ့ဘယ်ဘာသာမှလည်းမခွဲခြားပါဘူးမျက်နှာကြည့်မျက်နှာငယ်လည်းမလိုက်ပါဘူးဘယ်ကိစ္စမဆိုတော့ညီညာမှုမြတ်တာမှုရှိဖို့လိုအပ်ပါတယ်အဲ့ဒါမှပဲငြိမ်းအေးမှာပါပေါ့နောက်ငလျင်ဘေးမှာလည်းထမမဖြစ်ဖို့မသိဖို့ဆရာတော်ကမေတ္တာပို့ပါတယ်ပေါ့တာနာရဲ့အေးအောက်မှာချမ်းနိုင်ကြပါစေပေါ့ပြမစိုးတရား၄ပါးမြတ်တန်လက်ခံထားပါတဲ့မေတ္တာကရုဏာမုဒိတာဥပိ္ပခပြမစိုးတရား၄ပါးထားသွားရင်စိတ်ချမ်းသာမှုရပါတယ်တဲ့နောက်ပြီးတော့အနန္တောနန္ဒ၅ပါးကိုမမိပါနဲ့တဲ့ပစ္စကုဏဟဝန္တမိတပ္ပတာပေါ့အနန္တောနန္ဒ၅ပါးကိုဒါအမြဲတမ်းရှိခိုးယူသည်ကာရဝပြုအပ်ပါပါတဲ့ที่ผู้ชมก็คุณมุ่งเงาเขาเจ้าหน้าในแผ่นยาคุณมุ่งเงาโปรเมศสมปาราตราสังฆเดี๋ยวจะนำลิมงเดี๋ยวအနန္တောနန္ဒငါးပါးရဲ့ဂုဏ်တော်ကျေးဇူးတော်ဟာတဲ့ကပ္ပမြေကြီးထက်လဲပို့ပြီးတော့ကျေပြန့်တယ်တဲ့မြင့်မှုတောင်ကြီးထက်လဲပို့ပြီးတော့မြင့်မာတဲ့ကောင်းကင်ပြင်ကြီးထက်လဲပို့ပြီးတော့ကျေပြန့်တယ်ပေါ့ဒါကြောင့်အနန္တောနန္ဒငါးပါးဟုတ်တဲ့အမြဲတမ်းယူသည်ကာရပြုပါမယ်ไปตามแล้วก็ผีก็อยู่ย้ำคนก็อยู่ย้ำผีก็เมตตาคนก็เมตตาสัตว์ทั้งหลายก็เมตตาเราผีหันก็ผีหักผีโตเป็นตัวမေတ္တာရှိထားပြီးတော့တွားရင်ပေါ့လူမြင်လဲလူချစ်ခင်တယ်နတ်တွေကမြင်လဲနတ်တွေကနှစ်သက်တယ်ပေါ့အဲကြောင့်အမြဲတမ်းမေတ္တာစိတ်နဲ့ရှင်အောင်ရှင်တွဲနေတဲ့နေအောင်မေတ္တာအမြဲတမ်းပို့ပါတယောက်ကိုတယောက်ကရုဏာရှိထားပြီးတော့ပုရိသပွားများပြီးတော့အဲ့လိုမျိုးအထူးရှင်တွဲနေထိုင်သွားရင်အလုံးကကျမ်းကျမ်းမှာချမ်းကိုချမ်းသာစိတ်ချမ်းသာရှိကြမှာပေါ့တဲ့ဘာသာကြီး၄ရက်ရှိပါတယ်ပေါ့ဘုရားဘာသာတော့ဒီနိဗ္ဗာန်ကိုရောက်အောင်ညွှန်ပြပေးတာပေါ့တဲ့တခြားဘာသာရတော့သူတို့ရဲ့သွန်သင်ဆုံးမချက်အရာအကောင်းရာရောက်ဖို့သွန်သင်ကြပါတယ်ပေါ့ဘုရားရဲ့ဘောရမဘုရားရဲ့လမ်းစဉ်ကတော့မစ္စည်းမပฏิပဒါကိုပဲရှောက်တာပေါ့နော်ဘယ်ဘက်ကိုလဲအတ္တကိလမထာပဲလည်းမရောက်ပဲနဲ့ကမ္မဒုက္ခလိကရဏုကပဲလည်းမရောက်ပဲနဲ့ဒီမစ္စည်းမပฏิပဒါအလေလက်လမ်းကိုရှောက်လန်းတဲ့နီလန်းကဘောရမဘုရားရဲ့နီလန်းပဲဖြစ်ပါတယ်အခုဆရာတော်ဘုရားကမဂ္ဂင်၈ပါးပါဠိတော်ကိုရွတ်ဆိုနေခြင်းပဲဖြစ်ပါတယ်တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပစတာပေါ့နော်
တီလာကြတော့ကိလေသာရဲ့ယုံကြည်တဲ့ကိလေသာတွေသူကတားပေးတာပေါ့နောက်တမာတိရတယ်နောက်တစ်ကိလေသာနောက်တစ်ဆင့်ကိုတားပေးတယ်ပညာကြတော့ကိလေသာကိုအဆုံးဖြတ်နော်ကိလေသာကိုအမြင့်ပြတ်အောင်ဖြတ်ပေးနိုင်တာတော့ပညာကိစ္စပါတဲ့တိလတမာတိပညာ၃ပါးကိလေသာကိုပယ်တတ်တာပဲဒါပေမဲ့ပညာကတော့အမြင့်ပြတ်အောင်ဖြတ်တာပေါ့တဲ့တိလတမာတိပညာလည်းဘုံတို့ဒီဖို့ခနောက်လိုပဲပေါ့အခြေ၃ခုရှိတဲ့ဖို့ခနောက်လိုပါပဲတဲ့ပင်ဟမှာလည်းမချို့ယွန်းစင်နဲ့ပေါ့တခုခုချို့ယွန်းသွားရင်တော့မိမိတို့ကိုယ်တွေပဲခရားတွေတဲလို့မဖြစ်တော့ဘူးပေါ့ဒါဖို့ခနောက်လိုပဲတိလတမာတိပညာလည်း၃ခုစလုံးကမြင်မြင်ရပါမယ်နောက်ဆက်တော့မြတ်အခု၅ပါးသီလကိုစောင့်ထိန်ဖို့မိန်ပါတယ်သူအသက်ကိုတတ်ခြင်းသူအစာကိုခြင်းသူရဲ့အိမ်ရောက်ပြမခြင်းလိမ့်လိမ့်ပြောဆိုခြင်းတည်တရားမွေးစီပါတောက်စားခြင်းမှာအဲ့ဒါလည်းရှောင်ခြင်းပါပေါ့၅ပါးသီလလည်းစောင့်ထိန်နိုင်အောင်ကြိုးစားပါအဲ့ထက်မြင့်တဲ့၈ပါးသီလအဲ့ထက်မြင့်တဲ့၁၀ပါးသီလအဲ့ထက်မြင့်တဲ့သိက္ခာပုဒ်129တို့ရဲ့စောင့်ထိန်ဖို့လူဖြစ်လို့ဒီအကျင့်တွေကိုကျင့်ရတာပါပေါ့ဖျားတရားတန်ခါကိုလည်းအမြဲတမ်းယုံကြည်ပါတဲ့နောက်ဘုံ၅ပါးဖြစ်တဲ့တတ္တဝိရိယတတိတမာတိပညာဘုံ၅ပါးအကြောင်းကိုဟောပါတယ်တရားတရားနဲ့ပညာနဲ့ညီရမယ်တဲ့နောက်တမာတိနဲ့တမာတိနဲ့ဝိရိယနဲ့ဒီတစ်ခုညီရမှာပေါ့တတိယတော့အမြဲတမ်းရှိနေတတိဆိုတာပိုတယ်မရှိဘူးပေါ့ဒါကြောင့်တတိတရားဆိုတာအမြဲတမ်းအရေးကြီးတတိတလုံးအစဉ်သုံးအဆုံးလေးဘုရားပေါ့ပါပဲလို့တတိကိုဆေရဘတတိတလုံးပိုင်အောင်သုံးအဆုံးလေးဘုရားပေါ့ပါပဲလို့နော်နိဗ္ဗာန်ရဖို့ဆိုလေတတိတရားကပြည့်အမြဲတမ်းရှိနေရမှာပါပေါ့တတိယလွတ်လို့မဖြစ်ဘူးပေါ့တတိတလုံးအစဉ်သုံးအဆုံးလေးဘုရားနောက်ခုဆရာတော်ဘုရားကဩဝါဒပါဠိမောက်ဘုရားရှင်တန်ရဲ့အဆုံးအမကိုဆရာတော်ဘုရားပါဠိလိုရွတ်ဖတ်ပြခြင်းပဲဖြစ်ပါတယ်အဓိကတော့အဲ့ရအကြောင်း၃ချက်ပေါ့မကောင်းမှုကိုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားပေါ့ဒီ၃ခုကဘုရားရှင်တိုင်းဟောကြားခဲ့တဲ့ဒါပင်မတရားပါတယ်ပေါ့မကောင်းမှုကိုရှောင်ရမယ်ကောင်းမှုကုသိုလ်တွေများများလုပ်ရမယ်နောက်စိတ်ကိုထိန်းနေတဲ့တမ္ပတဝိပဿနာကိုပွားများရပါမယ်နောက်လက္ခဏာကြီး၃ပါးကိုလည်းဆင်ခြင်ကြပါအနိစ္စမမြဲခြင်းဒုက္ခဆင်းရဲခြင်းအနတ္တအစိုးမရခြင်းပေါ့အနိတ္တရမရှိခြင်းဒါတွေလည်းဆင်ခြင်ဖို့လိုအပ်တယ်ဒါနိဗ္ဗာန်ရောက်ဖို့လမ်းကြောင်းတွေပဲဖြစ်ပါတယ်တဲ့အခုရတော့မမေ့မလျော့တဲ့တရားကိုဟောပေးတာပါအပမတော်အမတန်ပတန်ပမတော်မစ္စနောပတန်ပေါ့မေ့လျော့တဲ့ပုဂ္ဂိုလ်အဖန်ဖန်သိရတယ်မမေ့မလျော့တဲ့ပုဂ္ဂိုလ်ရတော့ဒါသိချင်းမှကင်းလွတ်နိုင်တယ်လို့ဆရာဘုရားဟောပါတယ်ဒါကြောင့်သူတရားကံတွေအားလုံးသူတွေဟာကောင်းမှုကုသိုလ်ရှိလို့အခုလိုကောင်းမှုကုသိုလ်အကြောင်းကိုဒါအကြောင်းအကျိုးကိုသိနိုင်တယ်ပေါ့ကောင်းမှုကုသိုလ်ရလဲဒါပြုလုပ်နိုင်ခွင့်ရှိတယ်ဒါတော့အင်တမကုသိုလ်ထူပါတယ်ဒါနနဲ့ကြုံတွေ့ကြရတယ်မိဘကောင်းတွေနဲ့တွေ့ရတယ်ဆရာသမားကောင်းတွေနဲ့တွေ့ကြရတယ်ပေါ့ဒါလေးကိုအရှုံးမပေးလက်မလို့ပါစေနဲ့ပေါ့ဒီဓာကြီးကိုဘုံတို့ကလက်လွတ်သွားရင်ဒါအရှုံးကြီးရှုံးမှာပေါ့အခုတို့တွေကတမာဒိဋ္ဌိဖြစ်တာပေါ့တော့တမာဒိဋ္ဌိကအမြင်မှားရမယ်ပေါ့မိစ္ဆာဒိဋ္ဌိကြတော့ဒီအမြင်မှားတာပေါ့နော်ဆရာမှားရင်
တက်တန်တရားလုံးမှောက်ဆိုသလိုပေါ့ဗျာ ဒီမဲ့စကားဟာတောင်းဟာပါလမန်ဒီပါဟောတော့လာလိုက်အားလုံးကိုဒီတာစကားဒီဆိုင်မာဝတ်တိုင်းကိုပေါ်နေတယ်စာတိ အာတမောနိလိယံတိဆိုတဲ့အတိုင်းပေါ့မကောင်းတဲ့အလုပ်ကိုလုပ်ရင်ဘယ်သူပဲဖြစ်ဖြစ်ဒါအခုသူကအောက်ကိုပဲဆွဲချမှာပေါ့ဓမ္မောပါပိကိသူကတိန်ဆိုတာကောင်းတဲ့အလုပ်ကိုလုပ်ရင်တော့ဒီလူပြည်နတ်ပြည်လူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုစံစမ်းမှာဖြစ်ပါလား กำลังการถึงเนี่ยการถึงเนี่ยมีวิริยะตั้งขัดใจถึงเนี่ยมีสติอันพูดจะได้ถึงเนี่ยมีสมาธิจะมีมันถึงเนี่ย မကင်ရှိပါအကြောင်းကိုဆရာတော်ဟောပါလေတမတိတိအမြင်မှန်ခြင်းပေါ့တမတိကဘာအတွေ့မှန်ခြင်းပေါ့တမဝါစာပြောမှန်ခြင်းတမကမ္မန္တအလုံးမှန်ခြင်းတမအစီဝတ်တဲ့မူရမှုမှန်ကန်ခြင်းပေါ့တမတတိဆင်ခြင်မှုမှန်ကန်ခြင်းတမတမတိတည်ငြိမ်မှုမှန်ကန်ခြင်းပေါ့ဒီမကင်ရှိပါပေါ့နော်ယုတ်နိုင်ရဲ့သဘောတရားကအမြဲတဲ့သဘောတရားတွေကိုမြင်မှပဲဘဝကတန်ဖို့ရှိတယ်ပေါ့အခုတို့တန်တရားတစ်လျှောက်လုံးမှာမွေးလိုက်သိလိုက်မွေးလိုက်သိနေတန်တရားလဲနေတယ်ပေါ့ဒီကတော့ဒီမမြဲတဲ့သဘောတရားလေးတွေကိုမြင်တွေ့မှဒီတန်တရားနဲ့လွတ်မြောက်မှဖြစ်ပါတယ်ပေါ့တို့တန်တရားမှာကျင်းလည်ပြီးတော့ငိုခဲ့ရတယ်ဝမ်းနဲ့ပူဆွေးငိုကြွခဲ့ရတယ်တို့ရဲ့မျက်ရည်တွေကသာမခန်းချောက်ဖို့ဆိုရင်သမုဒ္ဒရာကြီးတဲ့တောင်တို့မျက်ရည်ကပုံများတယ်ပေါ့ဒါပွားပေါင်းများစွာဆင်းရဲဒုက္ခရောက်တဲ့အကြောင်းကိုဖော်ညွှန်းခြင်းပဲဖြစ်ပါတယ်ပေါ့သောကတွေပရိဒီဝါတွေဒုက္ခဒေါမနတဥပယတတွေဒါတွေကပူဆွေးဟိုကျွေးခဲ့ရတဲ့ဘဝတွေကများလာပြီပေါ့မြတ်စွာဘုရားဒုက္ခသစ္စာကိုဘာကြောင့်ရင်ဟောလဲဆိုတော့ဒီတရားကိုသိမြင်စေခြင်းလို့ဒုက္ခသစ္စာကိုရင်ဟောခြင်းပဲဖြစ်ပါတယ်ပေါ့อุปยาสัตทุกข์เนี่ยก็เป็นทุกข์ยาวทุกข์ตัวอุปทานขาหาปาจอมของเราทุกข์นั้นสมุทัยสัจจานั้นสัมเป็นธรรมะตัณหาภาวะตัณหาวิภาวะตัณหาเจตนาที่มีที่เป็นให้เอาธรรมะตัณหาจะจัดเจตแก่ต่อภูมิหาปาภาวะตัณหาธรรมะตัณหาภาวะตัณหาวิภาวะตัณหาวัฒนาကြောင်းကိုပြဆဆရာဘုရားကမိန့်ကြားနေခြင်းပဲဖြစ်ပါတယ်ဒီတဏှာတွေချုပ်ငြိမ်းဖို့ဆိုတာကကျင့်ကျင်တဲ့နိလန်းကိုသိမှပဲဒါရွှေ့မြောက်နေမှာဖြစ်ပါတယ်ပေါ့ဒါဒုက္ခသစ္စာကိုသိမှနော်မေဃသစ္စာကိုပွားများမှဒီသမုဒယသစ္စာတွေကုန်ခန်းပြီးတော့မှနိရောဓသစ္စာဆိုတဲ့နိဗ္ဗာန်ကိုဆက်ရောက်မှာဖြစ်ပါတယ်ပေါ့พุทธะได้ปองเมพุทธะได้สังเนี่ยจะมันต้องรับเรื่องอะไรเนี่ยมันรับรับเรื่องจะเรื่องของกันนั้นคณิกานิพพานเป็นรอดทัศน์จักรอดทัศน์จักก็เป็นตั้งนิพพานแล้วก็ตั้งนิพพานแล้วก็นิพพานสุราเราท้าวรานิพพานสุราชีตุโลคณิกานิพพานสุราชีบาริกิริตากุขิตกนะเปกวันนี้ฮะแต่คณิกานิพพานเราเนี่ยสุนัยบาริปဒီအရတ္တမဲ့အရတ္တပူရရင်တော့ပေါ့ခန္ဓာစက်သိမ်းငြိမ်သွားရင်တော့အဲ့ဒါကြတော့ထာဝရနိဗ္ဗာန်ရှိရောက်သွားတာပေါ့တဲ့နောက်ဒီခန္ဓာကိုယ်ကြီးကိုမဆွဲပါနဲ့ပေါ့ဒီခန္ဓာကိုယ်ကြီးကဒီကနေ့ကျင့်တော့အတုပါတွေပါပဲပေါ့မျက်စိကလည်းမျက်ခြေတွေထွက်တယ်နားလည်းနှာခြေတွေထွက်တယ်နှာခေါင်းလည်းနှာခြေတွေထွက်တယ်ပါးစပ်ထဲလည်းဒီတလိပ်တွေချွေးတွေထွက်တယ်ဒါတွေကအတုပကမ္မထန်တွေပါပေါ့အတုပအကောင်ကြီးအဖို့ကောင်နဲ့တေးဥဆောင်ဒီခန္ဓာကိုယ်ကြီးဖြစ်တဲ့အပြင်သူကအမြဲတမ်းဟိုတဲ့ဘက်ကိုရွေ့နေတယ်တော့တီးတယ်နာတဲ့ဘက်ကိုရွေ့နေတယ်တီးတဲ့ဘက်ကိုရွေ့နေတယ်ပေါ့ဒါကြောင့်ဘာဖြစ်ဖြစ်ပေါ့ဒီခန္ဓာကိုယ်ရလာတာတော့အသုံးချတတ်ရမှာပေါ့နော်
ဒီလောကထဲမှာကောင်းဖို့နော်ဒီလောကီထဲမှာလည်းကောင်းဖို့လောကုတ္တရာတွေလည်းတန်ဖို့ရှိဖို့ဒါကျူစာအထောက်မှာပေါ့တဲ့လောကီကိုအမိပြုပြီးတော့လောကီလောကကြီးကိုအမိပြုပြီးတော့လောကုတ္တရာကျိုးရှိအောင်တို့တွေကကျင့်ကြံကျူစာအထောက်ရပါမယ်လို့ဆိုပါတယ်တို့တွေအတူမွေးဖွားလာတဲ့ပုဂ္ဂိုလ်တွေကိုပြန်ဆင်ခြင်းကြီးပေါ့တို့ရဲ့ကိုယ်တည်းကြီးလူကိုအောင်လို့ငယ်သူတည်ပေါင်းများလာပြီပေါ့ရွယ်သူတည်ပေါင်းများလာပြီပေါ့အဲကြောင့်အကုန်လုံးကတနည်းကြရင်တော့တင်းကြိုင်ကိုပဲဦးတည်သွားကြမယ်သူတွေဖြစ်ပါတယ်အဲတင်းကြိုင်ကိုမကြောက်ပါနဲ့ပေါ့တင်းကြိုင်ကတို့ရဲ့လူတိုင်းရဲ့အိပ်ရမယ့်နေရာပါပေါ့ဆိုတော့ဒါကမရဏုတ္တိကိုပွားများစေခြင်းပါနော်မရဏနုတ္တိကိုပွားများရင်တော့လူတွေကလောဘဒေါသမောဟတွေနေသွားတယ်တတိတရားတွေရှိတော့ကောင်းမှုကုသိုလ်တွေကိုလုပ်ခြင်းတဲ့စိတ်ပေါ်လာမယ်လို့ဆရာပြမိန့်တာပါလောဘနဲ့တိမ်တော့ပိတာရောက်တယ်ဒေါသနဲ့တိမ်တော့ငရဲရောက်တယ်မောဟနဲ့တိမ်တော့သိစံပွားကိုရောက်တာပေါ့အဲ့ဒါတွေကိုမဖြစ်အောင်ဝိပဿနာတရားအားထုတ်ရမယ်ကောင်းမှုကုသိုလ်များလုပ်ရမယ်လို့ဆိုပါတယ်ဖြစ်ပြကိုဒါတတိတရားနဲ့ပြီးအောင်သမစနာဉာဏ်နဲ့ဆင်ခြင်နိုင်အောင်ဒါအမြဲတမ်းလေ့ကျင့်ရပါမယ်ပေါ့ဝိနည်းထွက်လေရှုမှတ်တယ်ဆိုရင်လေအရဟတမရှိနဲ့ပေါ့တတိကလေးနဲ့ရှုမှတ်ပါပေါ့ဒီခဏိကမရဏအကြောင်းလည်းဟောပါတယ်ခဏိကဆိုတာအင်တန်လင်းမြန်တဲ့ဖြစ်ပြမှုသဘောလေးတွေပေါ့ဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်ပေါ်လိုက်ပြောင်းလိုက်ဒီသဘောတွေကခဏိကပရဏသဘောတွေပါတဲ့ဒီကနေ့ကိုရဆွန်ပြသွားရင်ဘာမှတန်ဖို့မရှိတော့ဘူးပေါ့အတုပါကောင်းဖြစ်သွားရင်တမန်ဆိုဆွန်ပြန်လက်ခွေတို့ချီတို့လင်းသားစာတို့ဖြစ်ကုန်မှာပါတော့မြည်ကြည့်တဲ့မြုပ်နဲ့ဒီလောက်တွေပါလေထိုးအကုန်လုံးပြည့်စည်ကုန်မှာပါကနကိုရမမြဲပါဘူးပေါ့တလေးပါကိုအမှုပြုပြီးတော့ကိုယ်ကရှင်းတဲ့ခြင်းမဖြစ်ပါလေပထဝီအဘောတိဇောဝါယောပေါ့တတိပရိတကြီးလေးပါပေါ့နော်တကြီးလေးပါလို့ဆိုနေတယ်တချို့လဲရှစ်ပါလို့လည်းဆိုတာပေါ့နော်တချို့လည်းတက်6ပါလို့လည်းဟောပါတယ်ပေါ့ပရိအဘောတိဇောဝါယောအာဂတတ္တုဒါလည်းပါဟောဒီခန္ဓာကိုယ်ဖြစ်တဲ့တက်လေးပါကတည်ဆုံးသွားရင်ပထဝီလည်းပထဝီဓာတ်ကိုသွားမယ်အာဘောရေလည်းရေဘက်ကိုသွားမယ်ဒီဇောမီးလည်းမီးဘက်ကိုပြန်သွားမယ်ဝါရောလည်းကုန်ခံသွားမယ်ပေါ့နော်ဒီခန္ဓာရတာကတော့ဒါခဏတစ်ဖြုတ်ရလာတဲ့ခန္ဓာပါနောက်အတုပကမ္မထာကိုဆင်ခြင်ဖို့ဆရာတော်ဘုရားက32ပါးသောကောဋ္ဌတာဝကေတာရောမနခသနာသောစပိဝိညာဉ်ချီတဲ့လက်တဲ့တွားရည်သူရင်ပါစသည်အဲဆင်ခြင်တဲ့ကိလေသာတွေကင်းကွာစေပါတယ်ပေါ့ဒီတောနမကွန်အဆုနံတာဝဆာနမန္တစိခာနိကံနမုပ္ပစိကာနယံလေမုတ္တံနံယေမထကေဒီဟောမထာလောကံအောဟောဒီလေတောနေစေတံစေတံဝံစေအကူအနောဒီဒီဟာတေချေတေရောကတေသနာရေကွန်တန်ဆာအားလုံးမင်္ဂလာပါနော်ဘုံဘုံကင်မရာကပတိကုတ်ပါနေပါပြီနော်အားလုံးလက်ပြန်လဲလက်ပြန်မနေ့9နိုင်ခွဲနော်21ရက်လ2026မနေ့9နိုင်ခွဲဆွေတော်ဖျားမှာမိုင်းဘုံစီတော်ဖျားတရားချင်းမြင်ပါမယ်အလှူဒန်းတွေကလင်ဖေးတဲ့အလှူတွေလည်းရောက်လှူဒန်းမှာဖြစ်ပါတယ်အားလုံးကိုဖိတ်ခေါ်ပါတယ်မင်္ဂလာပါ